Hello ဒီနေ့ကျွန်တော် dictionary reading လေးတစ်ခုလုပ်ပါမယ်เนาะ dictionary လေးကိုကျွန်တော်ဖတ်ပြပါမယ်သူကတော့ဒီမှာ disagreeing ဆိုတဲ့ဟာလေးပေါ့เนาะတယောက်ယောက်နဲ့သဘောမတူတဲ့အခါမှာပြောရင်ဘာတွေပြောရလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်ကဲဒီမှာသူက in discussion ပေါ့เนาะဒီ discussion တစ်ခုမှာဆွေးနွေးချက်တစ်ခုမှာပေါ့ you may think that other people say is wrong တခြားသူတွေပြောတာကိုမင်းကမှားတယ်လို့ထင်တယ်အဲ့ဒီမှာဒါပေမဲ့တရား polite way to convey this ပေါ့เนาะဒါကိုသူကယဉ်ကျေးတဲ့ပုံစံနဲ့ဖော်ပြမယ် it is common expressed suppose for something that other person say before expressing disagreement ပေါ့ကိုကသဘောမတူဘူးဆိုချက်ချင်းဟာဝူဝါကြီးထားလို့မရဘူးเนาะအဲ့ဒီဟာမတိုင်ခင်မှာဖွင့်အရှိကနေထုတ်ဖော်ပြီးပြောရမယ့်စကားအစလေးတွေရှိပါเนาะ I'm sorry I don't agree အားရနာတဲ့ငါသဘောမတူဘူး I have to disagree with you there ဒီနေရာမှာတော့မင်းနဲ့ငါနဲ့သဘောမတူဘူးတခုရှိလာပြီ Well actually I'm not sure about that is trueတကယ်တော့ငါဒါကိုမှန်တယ်လို့မထင်ဘူး I don't think this is exactly right ဒါကြီးကမှန်တယ်လို့ငါတော့မထင်ဘူး I wouldn't agree that that is the best solution ဒါကအကောင်းဆုံးဖြေရှင်းမှုတစ်ခုလို့ငါကတော့မထင်ဘူး I have to say that I know fine ဒီကျွန်တော်တို့ဘိုးလက်တာနဲ့ပေးထားတဲ့ဟာလေးတို့အဓိကထားလေ့ကျင့်ပြပါနော် I have to say that I know fine that argument very convincing ဒီ argument ကအရန်ကြီးအဆင်ပြေတယ်လို့ငါမထင်ဘူးI can go along with that idea ဒါတော့ကျွန်တော်အကြောင်းလိုက်ကြီးကိုညင်းထားတာပေါ့နော်ငါဒီ idea ကြီးကိုငါကသဘောမကျဘူး I take or see your point ငါမင်းပြောတဲ့အကြောင်းအရာကိုငါသိပါတယ် but I don't think it would work in practice ဒါကြီးကလက်တွေ့မှာဖြစ်နိုင်မယ်လို့ငါမထင်ဘူး Actually I think that would make the situation worse ဒါကတော့အခြေအနေကိုပိုပြီးတော့ဆိုးရွားသွားစေမှာပါ Actually I'm not sure that is the best plan ဒါကအကောင်းဆုံး plan လို့ငါမထင်ဘူး I understand where you are coming from မင်းဘယ်ကိုပြောနေလဲဆိုတာငါသိပါတယ် but I think we might want to take a different approach here ဒီမှာငါတို့ကမတူခြားနာတဲ့ approach တွေကိုငါတို့တွေလိုချင်တာပါချင်းကပ်မှုတွေကိုလိုချင်တာပါ I can see why you might feel that way but I think we need to handle this differently မင်းဘာလို့ဒီလိုခံစားရလဲဆိုတာကိုငါမြင်ပါတယ်ငါသိပါတယ်ဒါပေမဲ့ငါတို့ကဒီဟာကိုမတူခြားနာတဲ့နည်းတွေနဲ့ကင်တွယ်ရပါလိမ့်မယ်ဟုတ်ပြီနော် okay ဒါလေးတွေမှတ်ထားကြပါခင်ဗျ Thank you for your watching